သွေးကြိုယောဂကုသရာမှာသွေးကြိုဆေးဒါမှမဟုတ်အင်ဆူလင်အစားအစာဆင်ခြင်တာကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်တာစတဲ့တောင်းတိုင်၃ခုပေါင်းပြီးကုသဖို့အတွက်လိုအပ်မှန်သွေးကြိုလူနာတော်တော်များများသိကြပါတယ်သွေးတိုးယောဂအတွက်သွေးကြစေစားငံလျှော့စားတာကိုယ်လက်လှုပ်ရှားပြုလုပ်တာစတဲ့အပိုင်း၃ခုလိုအပ်တာကိုလည်းသွေးတိုးလူနာအများစုသိကြပါတယ်သွေးရင်းအစီများသူတွေကလည်းသွေးရင်းအစီကြစေအစီလျှော့စားတာအားကစားပြုလုပ်တာတွေပြုလုပ်ဖို့လိုအပ်မှန်းသိကြပါတယ်လူနေမှုပုံစံယောဂတွေအတွက်ကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်စားသောက်မှုလူနေမှုပုံစံတွေကယောဂကာကွယ်ဖို့ကုသဖို့နဲ့ဖြစ်ပြီးတဲ့ယောဂတွေပိုဆိုးမသွားစေဖို့အားလုံးအတွက်မဖြစ်မနေလိုအပ်တဲ့သဘောပဲဖြစ်ပါတယ်။သို့ပေမဲ့သွေးကြိုလူနာလက်သစ်အများစုသွေးတိုးလူနာလက်သစ်အများစုနဲ့တက်တန်းရင်သွေးကြိုသွေးတိုးလူနာတချို့ကသွေးကြိုစေးသွေးကြစေးတောက်ပြီးတဲ့အခါပြီးပြီလို့ထင်တတ်ကြပါတယ်။ကြော်ညာတစ်ခုတည်းကအတိုင်းဆေးတောက်ထားပြီးစားကျင်တာစားလို့ရပြီလို့ထင်ကြပါတယ်။တချို့ကြတော့စားကျင်တာစားလို့ရအောင်ဆေးတောက်ရခြင်းဖြစ်တယ်လို့ထင်တတ်ကြပါတယ်။ယောဂပစ္စသွေးကြိုလူနာသွေးတိုးလူနာအများစုကအစာပိုင်းတော့ဟုတ်တလူလိုနဲ့အားကစားတွေစူးစားပန်းစားလုပ်တတ်ကြပါတယ်။အစားအစာကိုဂယုတစိုက်ရှောင်ကြဆင်ခြင်ကြပါတယ်။တချို့လူနာတွေကယောဂသက်ရင်းလာတာနဲ့ဆေးပဲတောက်ချင်ပါတော့တယ်။လေ့ကျင့်ခန်းပုံမှန်လုပ်ရမှာလဲခပ်ပြင်းပြင်းအစားဆင်ခြင်ရမှာလဲစိတ်လျှော့ထားကြပုံပေါ်ပါတယ်။သွေးရင်းအစီများတယ်လို့သိတာနဲ့တချို့လူနာတွေကအစီကြစေးတောက်အစီကိုအင်တိုင်အားတိုက်လျှော့စားအပြင်စာဆိုလုံးဝမထီတော့ပဲစီမပါရေလုံးပြုတ်ကိုပဲစားအသီးရွက်ပဲပြုတ်စားလေ့ကျင့်ခန်းလဲပုံမှန်လုပ်ကြပါတယ်သွေးရင်းအစီပြန်စစ်တော့ပုံမှန်နီးပါပြန်ဖြစ်လာချိန်မှာအစီပြန်စားလို့ရပြီအစီလျှော့ဖို့မလိုတော့ဘူးစားကျင်တာစားလို့ရပြီလို့တွက်ကြပါတယ်တချို့ဆိုအတိုးချပြီးစားကြပါတယ်သွေးရင်းအစီပုံမှန်တစ်ခါဖြစ်တာနဲ့တစ်သက်လုံးဒီအတိုင်းပုံမှန်ဖြစ်နေတော့မယ်လို့ထင်ကြပုံရပါတယ်အစားဆင်ခြင်လို့ကိုယ်လက်လှုပ်ရှားလို့အစီကြခြင်းဖြစ်ရာအစီဓာတ်ဆက်လက်ကျနေစေဖို့အစီဓာတ်အစဉ်အမြဲပုံမှန်ဖြစ်နေစေဖို့အစားအစာဆက်လက်ဆင်ခြင်ဖို့လိုအပ်တာသိတာထင်ရှားပါတယ်နေ့စဉ်ပုံမှန်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ဖို့ဝရိယစိုက်ထုတ်ရပါတယ်ဆန္ဒပြင်းပြရတယ်မိမိကိုယ်ပိုင်အကျင့်ဖြစ်အောင်ဆွဲဆွဲမြဲမြဲလုပ်ဖို့လိုအပ်ပါတယ်ကျန်းမာရေးနဲ့ညီညွတ်တဲ့စားသောက်မှုအတွက်လေးလာရတယ်မေးမြန်းရတယ်အစဉ်သတိရှိရပါတယ်စားကျင်စိမ့်နဲ့ရှာရဲတောင်းတမှုကိုတက်နိုင်သလောက်ထိန်းရပါတယ်သူများတကာစိတ်တိုင်းကြစားနေချိန်မှာကိုကချင်းချင်းချိန်ချိန်စားရပါတယ်မိမိမူပိုင်အကျင့်မဖြစ်ခင်အထိတော်တော်မလွယ်တဲ့ကိစ္စဖြစ်ပါတယ်ဒါကြောင့်လေကိုလက်လှုပ်ရှားအားကစားလုပ်ဖို့အစားအစာဆင်ခြင်ဖို့တိတ်မကြိုးပမ်းကျင်ကြတော့ပဲဆေးဝယ်ဆေးတောက်ပါဇက်ထဲထဲုံပဲလိုတဲ့အလွယ်လန်းကိုလိုက်ကြရခြင်းဖြစ်ပါတယ်သွေးကြစေးတောက်တဲ့အခါသွေးပေါင်ချိန်ကြသွေးကြိုစေးတောက်တဲ့အခါသွေးရင်းတကြားတဲ့ကြတာပေါ်လွင်ပါတယ်ကျန်းမာရေးနဲ့ညီညွတ်တဲ့လူနေမှုပုံစံစားတောက်မှုပုံစံတွေကသွေးကြိုသွေးပေါင်ချိန်အကြဆေးတွေလောက်မသိတာပါဘူးတာမန်လူတို့ယုံရလောက်အောင်ထင်ထင်ရှားရှားမရှိပါဘူးသို့ပေမဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်စားသောက်မှုပုံစံကရေရှည်မှာတော့တာသွားပါတယ်ဆေးဘုံမကုံဆေးရဲ့ဘေးထွက်ဆိုးကျိုးမရှိလက်နက်တစ်ခုတည်းနဲ့သွေးကြိုသွေးတိုးအစီတွေပြစ်မှတ်အားလုံးကိုတပြိုင်နက်ပြစ်နိုင်ပါတယ်နှလုံးသွေးကြောပိတ်လေဖြတ်ကာကွယ်ခြင်းစတဲ့အခြားမရေတွက်နိုင်လောက်တဲ့ကောင်းကျိုးတွေကိုလည်းပေးနိုင်ပါသေးတယ်ကိုလက်လှုပ်ရှားအားကစားမရှိအစားဆင်ခြင်ရန်မကြိုးစားတက်နိုင်သမျှသွေးကြိုသွေးတိုးအတွက်ဆေးတိုးတောက်ဖို့ပဲစဉ်းစားကြပါတယ်ကြိုက်တယ်လို့စားလို့ခက်ပြင်းပြင်းခက်ငိမ့်ငိမ့်နေလို့တက်နိုင်သမျှသွေးကြိုသွေးတိုးဆေးပိုတောက်လျင်ကြမယ်အားလုံးအဆင်ပြေသွားမယ်လို့ထင်တတ်ကြပါတယ်ဆေးကန်းကိုရောက်လို့သွေးကြိုတက်နေရင်ဆရာဝန်ဆေးတိုးပေးမှာ
ဆေးသစ်တစ်ခုထပ်ထည့်ပေးမှပဲမျှော်လင့်ကြပါတယ်စားလိုက်သွေးကြိုတက်လိုက်ဆေးပိုတောက်လိုက်ခန္ဓာကိုယ်ကြီးဝါလာလိုက်နဲ့ပတ်ချလိုက်နေတဲ့လူနာတွေမကြာခဏတွေ့ရပါတယ်နောက်ပိုင်းဆေးတစ်မျိုးကနေ2မျိုး3မျိုးတိုးတောက်တာသာအဖက်တင်ပါတယ်သွေးကြိုကခဏတစ်ဖြုတ်ကြပြီးပြန်တက်ကြတာများပါတယ်သွေးတိုးယောဂလည်းအလားတူပါပဲကိုယ်လက်လှုပ်ရှားမှုမရှိအစားမစင်ခြင်းလူကခဝဝဆေးကန်းလာတိုင်းသွေးပေါင်ချိန်မြင့်တက်နေတတ်ပါတယ်ဆေးတပြေးပြေးတိုးတောက်တာနောက်ပိုင်းပေးစရာမရှိတော့အောင်သွေးပေါင်ချိန်ကဒုံရင်ပါပဲအဲ့ဒီလိုလူနာမျိုးကိုအငန်လျှော့စားအပင်သာတက်နိုင်တလောက်ရှောင်ခတ်သွက်ကိုလက်လှုပ်ရှားမှုတွေလုပ်တော့သွေးပေါင်ချိန်ကအလွယ်တကူကျသွားပါတယ်သွေးတိုးသွေးကြိုစားတဲ့လူနေမှုပုံစံယောဂတွေအတွက်ဆေးရပြင်ကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်စားသောက်မှုပုံစံကလည်းမဖြစ်မနေလိုအပ်ပါတယ်ကိုလက်လှုပ်ရှားအားကစားနဲ့အစားအသောက်ဆင်ခြင်တာကိုပတ်စံပေးပြီးတော့ဝယ်လို့မရအခြားတစ်ခုခုနဲ့အစားထိုးလို့မရဆေးတိုးတောက်ရုံနဲ့မရမှန်းသိသင့်ပါတယ်ရခဲ့လျင်လဲခဏတာနောက်ပိုင်းမှာပိုပြီးတက်ပိုခတ်လာမှာကိုကြိုသိသင့်ပါတယ်အဲ့ဒီယောဂတွေအတွက်ဆေးလှုပ်ရှားမှုအစားအစာတောက်တိုင်3ခုလုံးကသူ့ကဏ္ဍနဲ့သူအရေးကြီးမှန်းသူ့တန်ဖိုးနဲ့သူရှိမှန်း3ခုလုံးလိုအပ်မှန်းသိဖို့တတိရှိဖို့လိုက်နာကြဖို့လိုအပ်ပါတယ်ဒီဗီဒီယိုကသွေးတိုးယောဂသွေးကြိုယောဂနဲ့သွေးရင်းအဆီမြင့်တက်နေတဲ့သူတွေအတွက်အကျိုးတစုံတရာရှိမယ်လို့မျှော်လင့်ပါတယ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေအလားအပါနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုကျွန်တော်ရဲ့ channel ကနေအမြဲတင်ဆက်ပေးနေတာမို့ channel ကို subscribe လုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအခမဲ့နားဆင်နိုင်ဖို့အတွက်ဘေးက notification ကိုလည်းနှိပ်ထားခဲ့ပါဦးအားလုံးပဲကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေ